ဟိုလေနေစဉ်တုံးနေတဲ့ smartphone တစ်လုံးဒါမှမဟုတ် game ဆော့တဲ့ console တစ်ခုကိုဖြုတ်ကြည့်လိုက်ရင်လေအထဲမှာအစိမ်းရောင်ပြားလေးတွေပေါ်ကရွှေရောင်လိုင်းလေးတွေကိုမြင်မှုကြမှာပါဗျာဟုတ်တယ်အများစုအတွက်တော့ဒါကဘယ်လိုပြောမလဲအရန်ရှုပ်ထွေးရဲ့မော်ပညာတစ်ခုလိုဖြစ်နေရပါရှင်ဟုတ်တယ်ဗျာအဲ့တော့ဒီနေ့အစီအစဉ်မှာအသေးစိတ်လေ့လာသွားမယ့်အကြောင်းအရာကတော့လက်ရှိထွက်ပေါ်နေတဲ့အနာဂတ်နည်းပညာအလို့အကိုင်အစီရင်ခံစာတွေကိုအခြေခံထားတာပါလက်စစ်နဲ့ electronic ပညာရက်ကခေတ်သစ်လူငယ်တွေအတွက်ဘာကြောင့်မရှိမဖြစ်တဲ့ super power တစ်ခုဖြစ်နေတယ်ဆိုတာကိုခွဲခြမ်းစိတ်ဖြာတော့မှာဖြစ်ပါတယ်အပြင်မှငါကြည့်ရင်တော့တန်လောက်ပြားလေးတွေဝါရာကြိုးလေးတွေရှုပ်နေတယ်လို့ထင်ရတယ်လေဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီအထက်မှာမျက်စိနဲ့မမြင်ရတဲ့လက်စစ်စီးကြောင်းလေးတွေကိုကိုလိုချင်တဲ့ပုံစံခိုင်းစီနေတာပါရှင်သဘောပေါက်ပြီကိုကအမင့်ပေးနေတဲ့သဘောပေါ့အဲ့လိုမျိုးပေါ့ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းဆုံးကလေဒီပညာရဲ့အသက်ကစောက်ထက်က theory တွေကိုချီးပဲကြက်မှတ်နေရတာမဟုတ်ဘူးဟုတ်ကဲ့ကိုယ်တိုင်ဖန်တီးတည်ဆောက်ရတာဖြစ်ပါတယ်မော်ဂျာလေးတစ်ခုလဲသွားအောင်တောင်းမော်မီးလုံးလေးတစ်ခုကိုမိတ်နဲ့လင်းလောက်အောင်စာခေတ်ဆက်လိုက်ရတဲ့အချိန်မှာရတဲ့စိတ်ကြည်နပ်မှုကတကယ်ကိုကြီးမားတယ်လေဒါကပြဿနာတွေကိုစနစ်တကျဖြေရှင်းတတ်တဲ့စဉ်းစားတွေးခေါ်မှုကိုအလိုလိုပြိုးထောင်ပေးသွားတာပါကြားရတာဟိုလေကလင်းဘွားကဆော့ခဲ့တဲ့လီကိုအလုပ်တွေဆက်ကစားနေရတယ်လို့ပဲဗျတကယ်ကိုအဲ့လိုခံစားမှုမျိုးပါပဲဒါပေမဲ့ plastic တုံးလေးတွေနေရာမှာပိုပြီးအတက်ဝင်တဲ့အရာတွေဖြစ်လာတယ်ပေါ့ဗျာဥမာဆန်ဆာလေးတွေကမျက်စိနဲ့နားတွေဖြစ်လာမယ်ဟုတ်တယ်ပြီးတော့ micro controller လေးတွေကဦးနောက်ပေါ့ရှင်မော်တာလေးတွေကကျွတ်သွားတဲ့နေရာမှာဝင်လာမယ်မိုက်တယ်ဗျအဲ့ဒီအစိပ်ပိုင်းလေးတွေကိုတွဲဆက်လိုက်တဲ့အခါကဘာကြီးတစ်ခုလုံးလဲပတ်နေတဲ့အာယုံကြော် system ကိုကိုယ်တိုင်ဖန်တီးနေရတယ်လို့ပဲပေါ့အတိအကျပဲရှင်ဒါမဲ့လေဒီနေရာမှာကျွန်တော်နည်းနည်းတော့တန်တရားရှိတယ်ဗျာအခုခေတ်ကလူတိုင်းက software တွေ code တွေ application တွေကိုပဲပို့ပြီးအာယုံဆိုင်နေကြတာမဟုတ်ဘူးလားညာသမားဖြစ်တော့အေးလိုပဲထင်တတ်ကြတယ်ရှင်ဟုတ်တယ်လေဒီလို hardware ပိုင်းကြီးရက်စစ်ပိုင်းကြီးတတ်ကိုလေ့လာတာကအနာဂတ်မှာတကယ်ရောခီးရောက်ပါမလားပင်ပန်းပြီးနှုတ်ကောက်ကြံခဲ့မဲ့အရာကြီးများဖြစ်မနေဘူးလားလို့တွေးเสียရှိတယ်ဗျာအဲ့ဒီအယူဆကတော်တော်များများမှာရှိတယ်ပေါ့နော် software ကမိုက်တယ် hardware ကအလုပ်ကျန်းတယ်လို့မြင်ကြတာ哦ဟုတ်တယ်ဗျာကျွန်တော်လည်းအဲ့လိုထင်မိတာတကယ်တမ်းကျတော့လေအခုအရန် hot ဖြစ်နေတဲ့ AI နည်းပညာတွေ cloud computing တွေဆိုတာလေထဲမှာအလိုလိုအလုပ်လုပ်နေတာမှမဟုတ်တာဟုတ်တာပဲ server ကြီးတွေရှိရမှာပေါ့မှန်တာပေါ့သူတို့ကိုတက်သွင်းဖို့အတွက်အလွန်ရှုပ်ထွေးတဲ့ microchip တွေလိုတယ်ပြီးတော့အဲ့ဒီ data center ကြီးတွေအတွက်တည်ငြိမ်တဲ့လက်စစ်စွာရင်ဖြန့်ဖြူးမှု system တွေလိုအပ်တယ်လေဆိုတော့လက်စစ်နဲ့ electronic engineer တွေကသာအဲ့ဒီဦးနောက်တီကိုပုံဖော်ပြနိုင်တာပေါ့ဟုတ်တယ်ရှင်ဒီချက်ကိုပိုကျပြန့်တဲ့ရှုထောင့်ကိုနဲ့ရှေ့ဆက်ကြည့်မယ်ဆိုရင် EV လို့ခေါ်တဲ့လက်စစ်ကားတွေနေအောင်ခြေစွမ်းရင်သုံးစနစ်တွေစက်ယုံသုံးအလို့အလျောက်ထင်းချုပ်စနစ်တွေနဲ့ IoT လိုပစ္စည်းအချင်းချင်းချိတ်ဆက်တဲ့စနစ်တွေအဲ့ဒါဒီအားလုံးကဒီလက်စစ်ပညာရဲ့မပါပဲလုံးဝရှေ့ဆက်လို့မရဘူးဆိုတာအစီရင်ခံစားတွေမှာအထင်အရှားပြသနေပါတယ်ရှင်ဒီနေရာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီဗျာဆိုလိုတာက software ဆိုတာစိတ်ကူးရင်ကဘာဆိုရင် hardware ကအဲ့ဒီစိတ်ကူးရင်ဒီကိုလက်တွေ့ကဘာမှာအတက်တွင်းပေးတဲ့ခန္ဓာကိုယ်ပေါ့လုံးဝကိုကွက်တီပါပဲရှင်ဒါဆိုရင်အလို့အကောင်ကခွင်လန်းနေနေကြည့်ရင်တော့ဘလို့ရှိမလဲစိတ်ယုံကြည်တွေကုန်ဒီကြီးတွေမှာဝင်လုံးမှာသာအဆင်ပြေမဲ့သဘောလားဟိုလေအရင်ကတော့အဲ့ဒီလိုတွေးကြတာပေါ့နော်ဒါပေမဲ့အခုကဘာလို့လဲဆိုတော့အခုခေတ်လူငယ်တွေကရုံးမှာတနေကုန်ထိုင်ရတာမျိုးတဲ့လွတ်လွတ်လပ်လပ်ကိုယ်ပိုင်အလုပ်လုပ်ချင်ကြတာများတယ်လေ software သမားတွေလို coffee ဆိုင်မှာ laptop လေးတစ်လုံးနဲ့အလုပ်လုပ်လို့ရချင်မှရမှာကိုအဲ့ဒါကတော့ဟုတ်တယ်ရှင်ဒါပေမဲ့အခုအချိန်မှာတော့ဒီပညာရက်ကအရင်ကထက်အများကြီးပိုပြီးလိုက်လို့ညီထွေဖြစ်လာပါတယ်တကယ်လားဘလို့မျိုးလဲဗျကုမ္ပဏီကြီးရင်မှာအလုံးမဝင်ချင်ဘူးဆိုရင်တော့ကိုယ်ပိုင်နေရာလေးတစ်ခုကနေစပြီးလုပ်လို့ရတဲ့အရာတွေအများကြီးရှိတယ်လေဥပမာလေးတစ်ချက်တော့ပြောပြပါလားဥပမာဆိုတော့အခုဆိုရင်အိမ်ဒီမှာ smart home စနစ်တွေတက်စင်တာအရန်ခက်စားလာတယ်လေဟုတ်တယ်မီးခလုတ်တွေလုံခြုံရေးကင်မရာတွေကိုအင်တာနက်ကနေတဆင့်လှမ်းထိန်းချုပ်နိုင်အောင်တက်ဆင်ပေးတဲ့ဒီပိုင်းတိုင်း freelance အလုပ်တွေလုပ်လို့ရတယ်ဒါမျိုးကြတော့ကိုယ်ပိုင်စီးပွားရေးလုပ်လို့ရတဲ့သဘောပေါ့ဟုတ်တယ်ရှင်နောက်ပြီးကိုယ်ပိုင် idea နဲ့နေ့စဉ်သုံး gadget အတလေးတွေတီထွင်ပြီး crowdfunding platform တွေကရစင်ရောင်းချမျိုးတဲ့အထိမိုက်တယ်ဗျာလွတ်လပ်နဲ့ဖန်တီးနိုင်တဲ့အခွင့်အလမ်းတွေကလူနေတဲ့အတွက်အများကြီးပွင့်လင်းနေပါတယ်ရှင်ဆိုတော့အခုဆွေးနွေးကြတာတွေကိုခြုံကြည့်လိုက်ရင်ဒီပညာရက်ကစက်ပစ္စည်းတွေပြင်ဖို့တက်လေ့လာရတာမဟုတ်ဘူးဆိုတာရှင်းသွားပြီဟုတ်ပါတယ်ရှင်ခေတ်သစ်ကဘာရဲ့အခြေခံအုတ်မြစ်ကိုနားလည်အောင်လုပ်ပြီးကိုယ်တိုင်တီထွင်ဖန်တီးနိုင်တဲ့စွမ်းအားကိုယူလိုက်တာပဲပေါ့
အတိအကျပါပဲဒါကတကယ်ကိုတန်ဖိုးရှိတဲ့ယင်းနှီးမြှုပ်နှံမှုတစ်ခုပါရှင် ဒါဆိုရင်နောက်ဆုံးအနေနဲ့ဆက်ပြီးတွေးကြည့်စရာတစ်ခုရှိလာတယ်ဗျာလက်စစ်နဲ့ electronic ပညာရဲ့ဟာမကြခင်မှာအနာဂတ်ကဘာကြီးလဲပတ်မဲ့အခြေခံဘာသာစကားတစ်ခုဖြစ်လာတော့မှာပါတကယ်ကိုဖြစ်လာမှာပါ အကယ်၍များအဲ့ဒီဘာသာစကားရဲ့အခြေခံအခရာကိုတော့နားမလည်ဘူးဆိုရင်လေနောက်တစ်ချိန်အနာဂတ်မှာကိုယ်တိုင်ဘာမှဖန်တီးနိုင်စွာမရှိပဲ smart PC တွေရဲ့လွှမ်းမိုးမှုအောင်မှာသာတာမန်သုံးဆွဲသူတတ်တဲ့အဖြစ်နေတာအမြဲတမ်းသုံးချက်ခံဖို့ရောက်တွားနေသလားဆိုတာကတော့နားစင်သူတွေဆက်လက်တွေ့တော့ဖို့စိတ်ဝင်စားဖို့ချန်တာခဲ့ခြင်းပါတယ်ဗျာ